မာနဘွိုင်းအင်ကောင်မိုးပေါ်နဲ့လမ်းတော့ချက်နေအိုးအတန်နေပေးတာရောက်နေနားမှာတော့ခမ KE ကတော့ရောက်နေပြီဗျ KE Devan စမိုင်းရှိရဲ့ဘက်ကတော့လှမ်းတော့ပစ်ထားတယ်စမိုင်းပြန်ပြီး response ပြန်လာချက်တွေအောက်မှာ Devan သွေးတော့ကိုင်းနေပြီအဲ့တော့ကွန်မောင်းနဲ့ဝင်ပြီးတော့ဆက်စိတ်ထိုးမယ် Sick လောက်ရဲ့ damage ဝင်လာခဲ့တဲ့နောက်မှာ Amura Baby မှောက်သွားတယ် Game Message တက်လာ Romeo Point KE Devan ကိုတော့နှိမ့်နေပဲကျွန်တော်တို့နောက်ပေးထားတယ်လီးမပြဘူးရောက်အေးငါလာခွန်းပြသမ်းမှာကွာရောက်နေငါ YG battle လေးပြသမ်းမှာကွာ Romeo Point နေတလုံးနဲ့ Master D2K နော်ဝါပြီး Game Message တက်လာမျက်ဖြတ်လိုက်ဆင်းပြောင်းတော့အေးလက်ရှိဆင်းလေးပြောင်းသွားခဲ့တဲ့နောက်မှာ Romeo Point နေတလုံးနဲ့နော်နေခဲ့တဲ့ Master D2K ရှိတဲ့ဘက်ကိုတော့တိုးသွားခဲ့ပြီ Escape တယောက်ပဲကြံမယ်နေတလုံးနဲ့ပဲကွန်မောင်းအပေါ်ဘက်ချမ်းကနေ defend ဖို့တော့ကြိုးစားနေတယ်ဒီ player တယောက်ကိုတော့ဖြတ်ပေးနိုင်မယ်ဆိုရင်တော့ YG အနေနဲ့တော်တော်လေးအဆင်ပြေသွားမယ်ဗျ Escape အနေနဲ့လည်းဒါရသလောက်တော့ response တော့ပြန်နေတဲ့နောက်မှာ Romeo Point နော်ဝါပြီး Okay finally မာနတကယ်ကောင်းတဲ့ bucket UME 45နဲ့ပဲခမာ player လေး escape ကိုတော့အပြတ်တော့ဖြတ်ပေးတဲ့နောက်မှာတော့ Young Galactico YG အနေနဲ့တတရာပဲ key point တမတ်ထပ်ပြီးတော့ပေါင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာအေးပဲကြီးလို့ကြာစားညံ့မယ်နော်တာကြီးတို့ GC တွေအေး Okay V height ကိုတော့ရလိုက်ပြီဗျ V height ကိုတော့ရလိုက်ပြီဂျန်ရှိနေခဲ့တဲ့ HYB တွေကိုထပ်ပြီးတော့ဖြတ်ပေးနိုင်ရင်ပို့ပြီးတော့အဆင်ပြေသွားမယ် HYB တွေအနေနဲ့ကျွန်တော်တို့အဆင်သင့်မဖြစ်သေးဘူး HYB အသင်းကတော့ battle ဆိုင်ဖို့အတွက် ready နေတာမဟုတ်သေးဘူးအဆင်သင့်မဖြစ်သေးဘူးဒီအချိန်မှာ GC အနေနဲ့ကျွန်တော်တို့ဝင်ရောက်ပစ်ခတ်မယ်လို့တော့ထင်တယ် Tova စစီသွေးလေးနဲ့ပဲအားရနောက်တစ်သင်းထက်ရောက်လာပြီးအောင်အေး Time Esport တွေပါထက်ရောက်လာပြီးသုံးပွင့်ဆိုင်ဇလန်းလေးတွေ HYB GC Time Esport သုံးသင်း battle ဆိုင်တွေရဲ့အနေထားမှာတော့ဒါ Young Galactico YG ကပါ long range ကနေပြီးတော့လှမ်းပြီးတော့ပဲကိုကြီးအားဖြစ်ပေးရတယ်ဗျနော်နေက player တွေကိုတော့ဒါ GC Kim တတရာလေးပဲကေးလေးတောက်ချောက်ကောက်ပါဟဲ့1000နေရောက်ရင်ကျေးဇူးတင်ပါတယ်နော် thank you ပါ thank you so much အားပါနော်ပွဲလေးကတ်နေလို့ပါပြီးသွားမှာအားပါပေးတော့မယ်ကဲ6သင်းမဲ့ကြံနေကြီးနေတဲ့ပေါ်လာတကယ်ကြီးတွေ comment လေးတွေမှာမြန်မာအသင်းလေးတို့ဟုတ်လားမြန်မာလန်လေးနဲ့အတူ GC YG ဆိုပြီး comment လေးမှန်းခဲ့ပါအောင်နော်ဈေးကလောက် GC crazy ကိုတော့ပြစ်ချထားတယ်ဗျYG အနေနဲ့ဒါတေချာတစ်ခုကတော့ NGGZ YG နှစ်သင်းနဲ့တစ်သင်းကတော့ချစ်ခဲ့ရပြီတားကြီးတို့ဒီဘွဲချစ်ခဲ့ရပြီတားကြီးတို့ come on ဒီဘွဲချစ်ခဲ့ရပြီတားကြီးတို့ထင်တာပဲမနှောင်းနဲ့စောက်ခွက်လာမပြောင်းနဲ့မာနဲ့ point မီးနော်ရဲ့ကားလေးကိုပါရိုက်ခွဲပေးရတယ်ဗျမာနဲ့ M44 တိုင်းနဲ့ပဲတောက်ချောက်တော့ချက်နေတယ်သူတို့ position ကတော့ဒါဇုံကတော့ပါတော့မဲ့ဗျဇုံကတောက်ချောက်ပါနေဇုံအချင်းဘက်ချမ်းမှာကွန်မောင်းလေးရတာRomeo Point တန်ချက်ကကားနဲ့ပဲအရှိလေးတော့နည်းနည်းတိုးရတယ်စမိုင်းအမားပြစ်ချက်အောက်မှာ NGT Z-Rat ရောက်ရင်နော်အမားနဲ့နာမည်မေးလိုက်တာရောက်ဖောင်းလို့တစ်ချက်ပစ်လိုက်တာနော် AMR ကြီးနဲ့နော် AMR အမားကြီးနဲ့လှမ်းထုတာစမိုင်း AUG ကင်ထားတယ်နောက်ထပ်ကျွန်တော်တို့က AMR အမားကြီးကင်ထားတယ်ဗျ YG တွေနေတလုံးတော့စတင်ပြီးတော့မိတ်ဆက်ပေးထားတယ်စမိုင်းအမားဖြစ်သွားတယ်GG နော် nice top 40ပါလာပြီရောက်ဒီပွဲက YG ချစ်ကန်ရပြီလားတော့မသိနော်အော်ရ VKS လက်ကျန်သေးတယ်ကွာ VKS ကဟောမြန်မာအသင်းထင်တယ်ဟုတ်တယ် VKS ကမြန်မာအသင်း VKS GG YG မြန်မာအသင်း3သင်းအောင်ကျန်တယ်ဒါကြီးတွေကဲ smile ဖြစ်ပါတယ်အဲ့တော့အတန်ထွက်လေးမှားတာလေးရှိလဲခွတ်လို့နားလေပြီပါဒါကြီးတွေ NGC Eman ရှိတဲ့ဘက်ကတော့ Amura Baby ဖိဖိပေါ်တော့ကြိုးစားတယ်နောက်ကနေကျွန်တော်တို့ rap damage ပေးတာချက်အောက်မှာ Amura Baby ပြန်တော့မှောက်သွားတယ်ဗျ Romeo Point ဟုတ်တယ်တကယ်ချစ်ကန်ရပြီဒီပွဲကနော်မာန point နော်နေကEman ကိုတော့အပါခေါ်ပေးထားတယ် keyboard တွေထပ်ပြီးတော့ရအောင်မလားပေါအောင်မလားYG တွေသူတို့ရရှိထားတဲ့ဒီတောင်ကုန်းအပေါ်လေးကိုတော့အကောင်းမွန်တော့ control လုပ်ပေးထားနိုင်တယ်ဗျဒါကြောင့်မလို့ winner chicken dinner ကြာခင်အချိန်တွေအတွင်းမှာသိမ့်ပိုက်သွားတော့မလားစောင့်တော့ကြည့်ရမယ်ဘာလို့ဖြစ်သွားနိုင်လဲ PUBG ဆိုတော့အပိုင်တော့ပြောလို့တော့မရသေးဘူးဗျဒီဘက်မှာလည်းနော်နေက player HP ကတော့ပြန်တော့ထလာပြီ first aid ပါတစ်ခါထိုးပြီးသွားပြီ VKS player 2ယောက်ကြံမယ် GC 2ယောက် NGC 1 man alive winner chicken dinner ကတော့ percentage ကတော်တော်လေးကိုများနေခဲ့ပြီလို့ပြောလို့ရတယ်ဗျမာန NGC rap ကိုတော့သုံးသက်ပေးလိုက်ပြီဗျမြန်မာအသင်း3သင်းမဲ့ကြံမယ် Romeo Point တန်ချက်ကကားလေးနဲ့ပဲ position လေးကိုရွှေ့နေခဲ့ပြီ DJ မှာ GC တွေ VKS player လေးတွေ hold နေခဲ့တဲ့ဒီကုန်းပေါ်ကိုတော့ဒါကားနဲ့ပဲတဲ့ပဲတွန်းလာခဲ့အနေထားမှာတော့ face to face close battle ဖန်တီးရတဲ့ပုံစံတော့ရှိတယ် GC player တွေရဲ့လက်ထဲမှာတော့ nick လုံးကင်ထားတယ်ဗျ nick တွေ down shot damage တွေဝင်လာခဲ့နောက်မှာသွေးရတော့တော့ကျိုးသွားခဲ့ပြီ MH nick လုံးနဲ့ပဲပြန်ပြီး response ပြန်ပြီးတော့ကျိုးလာနေတယ် DJ မှာ စိတ်ကလောက်ရဲ့ AUG damage ပေးတဲ့ချက်တွေမှာပဲ Kim ပျောက်ခဲ့သွားခဲ့သလို GC crazy ကိုပါထပ်ပြီးတော့ Romeo Point အမိထားခဲ့တယ် last but အနေထားမှာတော့ဒါ VKS တွေရှိနေခဲ့တဲ့ဘက်ကိုတဲ့ပဲ Romeo Point ကားနဲ့ပါချိန်ပေးထားတဲ့နောက်မှာတော့ winner chicken dinner ကိုတော့ round 3 Iraqan ပွဲစဉ်မှာ very easy သိပ်ပြီးတော့အရင်ကြိုးစားအားထုတ်မှုမလုပ်လိုက်ရဘူးဗျအေးစစ်စစ်လေးပဲ